ဒီနေ့က Roblox ကိုခရမ်းရောင်လေးခုံပြခိုင်းလို့ခုံပြလိုက်မယ်နော် Roblox ခရမ်းရောင်ခရမ်းရောင်ခုနေ့ကတော့အသိရောင်ပေါ့နော်ဒီနေ့ကခရမ်းရောင်ခုံပြခိုင်းလို့ခရမ်းရောင်လေးခုံပြပါမယ်ဟောဒီမှာအောက်မှာတွေ့ဟာဒီမှာဘာလေးခုံပြရမလဲဆိုတော့နောက်ပြီးတိုင်း YouTube တွေကမှန်တယ်မှန်ခဲ့နော်ဘာလေးခုံပြရမလဲဒါအပိုင်းအနေခန်းရရောထားတာလေးပေါ့နော်ခဏကောတစ်မျိုးโอเคမိုးရွာနေပါရှင်ကျမတို့ဘက်မှာပေါ့နော်ကျန်ဦးမှာမိုးရွာနေပါရှင်โอเคဒီကပြီးဆိုရင်အပန်းရောင်ရင်ခရမ်းရောင်ရင်ပန်းရောင်ရင်ခရမ်းရောင်ရင်အဖြူရောင်ရောထားတာလေးပေါ့နော်ဒီခုံပြလိုက်တာပါဒါလေးကတော့နည်းနည်းလွယ်ပေါ့နော်အစင်းရောက်ခုံတဲ့ဟာကြီးကြတော့အစင်းရောက်များခက်တဲ့ဟာကြီးနည်းနည်းပါတယ်ပေါ့မခက်တဲ့ဟာကြီးလည်းပါပါရှင်ဒါပေမဲ့အစင်းရောက်ကြီးကနည်းနည်းတော့ခက်ပါရှင်မိုးတွေတအားရွာနေပါတယ်ရှင်မိုးတွေတအားပဲโอเคဘာလို့မတက်ဘူးဒါလေးဆိုရင်ဟိုဒီနေ့မခက်အောင်လွယ်တဲ့ဟာလေးလုပ်ပေးထားပါတော့မိုက်ပါရှင်မိုက်ပါရှင်ပေါ်အောက်လုပ်ထားပါတော့မိုက်ပါအားဖြင့်မိုက်ပါရှင်ဒါကရှစ်ဖို့လည်းကောင်းပါလေခင်းအောင်ရကျမကခရိုမီကြိုက်တယ်ခရိုမီကြိုက်တယ်ကျမကခရိုမီကြိုက်တယ်ခရမ်းရောင်ကြိုက်တယ်အချင်းကတော့9နှစ်3နှစ်10နှစ်တုန်းကတော့ဘောနော်6နှစ်တုန်းကအဲ့တော့ကျမကအပြောင်နဲ့အဝါရောင်ကြိုက်တာဘောနော်အခုကျတော့မကြိုက်တော့ပါဘူးပြန်နဲ့အဝါရောင်လုံးဝကြိုက်တော့ပါဘာဖြစ်ပေါက်ကချာမတွေ့ဘူးဖြစ်ရှယ်လို့တောင်းမရဟာဒီနာရီကကြောင့်နည်းနည်းလေးတော့ဖြစ်သွားတယ်နော်အော်ဒီမှာတွေ့တာပါလွယ်လဲလွယ်တစ်ခါကျရင်ခက်တဲ့ဟာလေးပါတစ်ခါတူတူကျရင်လှတဲ့ဟာလေးလည်းပါပါတယ်ရှင်နောက်ပြီးတော့ comment မှာဗာလေးခုံပြရမလဲဆိုတော့ရေးပြပါမယ်နော်ကျေးဇူးရှိတ်ဆော့တင်လည်းရပါတယ်ဒီနေရာလေးခုံတဲ့နေရာလေးဆိုရင်လည်းဒီကဝယ်အောင်လုပ်ပေးထားပါတယ်ရှင်ဒါလေးဆိုရင်ရှစ်ဆရာလေးကမသိရလွယ်လွယ်လေးနဲ့ဒါမှတစ်ခါမှမသိသေးဘူးနော်အခုတစ်ခါလည်းသိသေးတယ်ဟိုအတက်ကလေးနဲ့ပေါ့နော်ဒီညာလေးတော့သွားရခက်သွားတယ်မသိခက်ပါစပါတော့ဒီညာလေးလွယ်နေတယ်ရှားထားဝါကြတော့ဘောနော်ခတ်အောင်လုပ်ထားတကယ်စစ်ခတ်အောင်လုပ်ထားဘောနော်တစ်ခါလေးခုံလိုက်ရင်တက်တည်သွားရဆိုတာဘောနော်โอเคပိုင်းအောင်နဲ့အပြောင်းခံရ Oh my god တော့ညာလေးခုံလိုက်အောင်လေကြည့်လိုက်တယ်နော်
ရှင်ဆန်းအောင်လောက်တာတော့နည်းနည်းတော့လွယ်သွားတယ်ပေါ့နော်ဒီဘက်ကတော့ပြီးသွားပြီလားဟဲအောင်ကတော့ပြီးသွားပါပြီရှင်သူကတန်းလုံးခဏလေးနဲ့တန်းပြီးသွားတာပေါ့နော်အဲ့ဒါကြောင့်ခဏလေးပဲရှိပါတယ်ပြီးသွားပါပြီရှင်နောက်ထဲပါဆော့ပြအောင်မလဲဆိုရင်ခဲ့ပါအောင် comment မှာဒီလိုမျိုးတော်ခုံရဟာလေးမကြိုက်ရင်လည်းတခြားဟာလေးပြောကြလို့ရပါတယ်ရှင်မိုးတော့တားရွာနေပါတယ်ရှင်ဘိုင်အားလုံးချစ်ပါတယ်